မင်္ဂလာပါမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ The World Power မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချမ်းသာခြင်းရဲ့စိတ်ကြောင့်အပြည့်ရှိနေတယ်လို့မျိုးခံစားနေရပါသလားမိတ်ဆွေတို့ရဲ့ဘဝမှာချမ်းသာခြင်းပြီးမဲ့ဒီလိုပြည့်ချင်တာကမှားနေတယ်လို့ခံစားရတာကြောင့်ရက်တန့်လိုက်ရတာတွေရှိပါသလားပတ်စံဆိုတာကမကောင်းမှုအားလုံးရဲ့ဇင်းမြစ်ပဲလို့ကြားခဲ့ရပြီးတော့ကြီးပြင်းလာခဲ့တာကြောင့်လားပို့ပြီးတော့လိုချင်တဲ့စံထားရှိတာကလောဘကြောင့်ဖြစ်တယ်လို့တွေးနေမိတာလားဒါမှမဟုတ်မိတ်ဆွေကဒီအတိုင်းငွေနောက်ကိုလိုက်ပြီးခါမှကြာရှုံးသွားတဲ့အခါကျရင်အရင်ထက်ပိုပြီးတော့မှအခြေအနေတွေကဆိုးရွားသွားမှကိုကြောက်နေခဲ့တာလားတကယ်လို့ဒီလိုအတွေးတွေကိုတွေးနေမိတယ်ဆိုရင်တော့ဒီနေ့ပုံမြင်လေးကမိတ်ဆွေအတွက်ဖြစ်ပါတယ်ဒီဇလန်ကပစ္စည်းဥစ္စာအနည်းငယ်ပဲရှိခြင်းဟာပိုပြီးတော့ကောင်းမွန်နေဆိုပြီးနှစ်ပေါင်းများစွာယုံကြည်ခဲ့ပြီးမြဲသူ့ရဲ့ချမ်းသာလာမှာကိုကြောက်ရွံ့တဲ့စိတ်ကြောင့်သူ့အတွက်အရေးကြီးတဲ့အရာမှန်သမျှကိုဆုံးရှုံးလိုက်ရတဲ့ယောက်ျားတစ်ယောက်ရဲ့အကြောင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုကိုအဆုံးထိကြည့်ဖို့အတွက်တိုက်တွန်းချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဗီဒီယိုရဲ့အဆုံးမှာမိတ်ဆွေရဲ့စိတ်ထဲကအတွေးအမြင်တစ်ခုကပြောင်းလဲသွားနိုင်ပါတယ်။လေကွင်းတွေနဲ့တောင်တန်းတွေဝန်းရံနေတဲ့ရွာငယ်လေးတရွာမှာ Alex လို့ခေါ်တဲ့အသက်30အရွယ်ကျောင်းဆရာတစ်ယောက်ရှိပါတယ်။ Alex ကလူကောင်းတစ်ယောက်ပါ။ရိုးသားပြီးတော့အချိန်တိကျတယ်။အိမ်နီးချင်းတွေကိုလည်းကူညီပေးတတ်တယ်။ဒါပေမဲ့သူ့မှာလည်းဒုက္ခတစ်ခုရှိနေပါတယ်။သူကတစ်လကိုဒေါ်လာ900လောက်မူလာတန်းကျောင်းမှာကျောင်းဆရာအလုပ်ကနေပတ်စံရပါတယ်။ဒါပေမဲ့အိမ်ငါးကားတွေနေ့စဉ်အသုံးစည်းနဲ့သူ့ရဲ့မိခင်စီကိုပတ်စံပို့ပြီးတဲ့နောက်သူ့မှာဒေါ်လာ340လောက်ပဲလက်ထဲမှာကျန်ပါတယ်။တချို့လတွေဆိုရင်တပြားမှမကျန်ပါဘူး။သူ့ရဲ့တိုက်ကန်းလေးမှာကွဲအပ်နေတဲ့နံရံတွေရှိနေခဲ့ပြီးတော့မိုးရွာရဲ့မျက်နှာချက်ကနေမိုးရီယူပါတယ်။သူ့ရဲ့အဝတ်စားတွေဆိုရင်ဟောင်းနှမ်းနေပြီးတော့အယောင်တွေလွင့်နေပါပြီ။သူ့ရဲ့နေ့စဉ်အစားအစာကအမြဲတမ်းရိုးရှင်းပြီးတော့ဒါတွေပဲထပ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကိုပဲသူကတတ်နိုင်တာကြောင့်ပါ။ဒါပေမဲ့လူတွေကသူ့ကိုဒီထက်ပိုပြီးလိုချင်လားပိုပြီးတော့မှကောင်းမွန်တဲ့အလုပ်ဒုတိယဝင်ငွေလမ်းကြောင်းတစ်ခုဘာပဲဖြစ်ဖြစ်လို့မေးတဲ့အခါ Alex ကသူ့ရဲ့ခေါင်းကိုခါပြီးတော့အဆင်ပြေပါတယ်။ငါ့အတွက်အများကြီးမလိုအပ်ဘူး။ဘဝကြီးကဒီတိုင်းပဲရိုးရှင်းပါတယ်လို့ပြန်ပြောပါတယ်။ဒါပေမဲ့ဒါကမှန်ကန်နေတာမဟုတ်ပါဘူးတကယ် Alex ခံစားနေရတာကအကြောက်တရားဖြစ်ပါတယ်အသက်အစားတစ်ခုကိုလှုပ်ပြီးတော့ချရှုံးသွားမှဆိုရင်လည်းစိတ်အယူတယောက်နဲ့ပုံစံတူနေမှာကိုဆိုရင်လည်းစိတ်ပို့ပြီးတော့လိုချင်တဲ့စိတ်ကိုအလိုလိုက်မိတာကြောင့်ရှိရလေးတွေပါပျောက်ဆုံးသွားမယ့်စိတ်ဒီလိုစိတ်တွေကြောင့်သူကသူ့ကိုယ်သူနားထောင်လို့ကောင်းတဲ့အလေးအညာတွေပြောနေခဲ့တာပါပတ်စံဆိုတာကပျော်ရွှင်မှုကိုဝယ်ယူနိုင်တာမဟုတ်ဘူးချမ်းသာတဲ့လူတွေဆိုတာကစိတ်ပြည့်စည်မှုတွေနဲ့အသက်ရှင်နေရတာရိုးရှင်းမှုကပို့ပြီးတော့မှကောင်းမွန်တယ်ဒါပေမဲ့ဒါတွေကယုံကြည်မှုတွေမဟုတ်ပါဘူးဒါတွေကဒိုင်းတွေဖြစ်ပါတယ်ညဘက်တွေတိုက်ကန်းကမှားမိုင်းနေပြီးတော့တိတ်ဆိတ်နေတဲ့အချိန်မှာ Alex ကအိယာပေါ်မှာလဲပြီးတော့သူ့ရဲ့အမေအကြောင်းကိုတွေးနေတတ်ပါတယ်အမေရဲ့သူကနှစ်တိုင်းပူပူဆိုးလာနေတယ်မနာမကျင်ပဲလမ်းတော်မလျှောက်နိုင်တော့ပါဘူးဒါကြောင့်ခွဲစိတ်ကုသဖို့လိုအပ်နေခဲ့ပါတယ်ဒါကိုသူသိပါတယ်ဒါပေမဲ့သူ့မှာပတ်စံမရှိဘူးဆိုတာကိုလည်းသူသိပါတယ်သူကနှစ်အတွင်းဒေါ်လာ400လောက်ကိုစုမိခဲ့ပြီးမြဲဒီပတ်စံကကုန်ကြစေးလို့ပြောရလောက်အောင်များပြားမနေပါဘူးဈေးဘုကထောင်ပေါင်းများစွာကုန်ပါပါဒီလိုလိုအပ်ချက်ကသူမမီတဲ့နေရာမှာရှိနေပြီးတော့သူ့ရဲ့အမေအတွက်လိုအပ်ချက်ဖြစ်နေခဲ့ပါတယ်ဒီလိုအတွေးတွေကသူ့ကိုအိတ်မရပဲရင်းကြီးတက်နေတဲ့မျက်နှာချက်ကိုငေးမိနေစေတဲ့ညပေါင်းများစွာကိုကြုံတွေ့စေခဲ့ပါတယ်တခါတလေမှဆိုရင်တကယ်လို့သာသူပတ်စံပူရှာနိုင်ခဲ့မယ်ဆိုရင်လို့သူကတွေးမိပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲလှုပ်ပြီးခါမှချရှုံးသွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောက်တရားကလည်းသူ့စိတ်ထဲမှာဖြစ်ပေါ်လာပါတယ်ဒါကြောင့်မလို့မစွန့်စားရဲခဲ့ပဲနဲ့လက်ရှိနေရာလေးမှာပဲနေတာအကောင်းဆုံးပဲလို့ဖြေသိမ်းခဲ့ပါတယ်အင်္ဂါနေ့တနေ့ရဲ့တညက်နေခင်းမှာ LSC ကိုစေယုံကဖုန်းဆက်လာခဲ့ပါတယ်သူ့ရဲ့မိကချော်လဲသွားခဲ့တယ်သူ့ရဲ့ဒူတွေကနောက်ဆုံးမှာလုံးဝသုံးလို့မရတော့ပါဘူးအသက်အန္တရာယ်တော့မရှိပြီမဲ့ခွဲစိတ်မှုကိုထပ်ပြီးအချိန်ဆွဲနေအောင်မယ်ဆိုရင်နောက်ပိုင်းမှာကောင်းကောင်းလမ်းလျှောက်နိုင်မှာမဟုတ်တော့ဘူးလို့ပြောပါတယ်။ဒါကြောင့် Alex ကဆေးရုံကိုတွားခဲ့ပါတယ်။လူသားဆောင်ခန်းထဲမှာထိုင်နေပြီးတော့ဆရာဝန်တွေကိုစောင့်နေခဲ့ပါတယ်။ဆရာဝန်ထွက်လာတဲ့အခါသူကနောက်2လအတွင်းခွဲစိတ်မှုလုပ်ဖို့လိုတယ်လို့ထဲတူပဲပြောခဲ့ပါတယ်။ဒါအပြင်ဆေးရုံတက်မင်းစီပြန်လည်ကုသရေးအပါအဝင်စုစုပေါင်းကုန်ကျစရိတ်ကဒေါ်လာ3000လောက်ရှိမယ်လို့ပြောပါတယ်။ဒါကိုကြားလိုက်ရတော့ Alex ရဲ့ရင်ထဲမှာမွန်းကျက်သွားခဲ့ပါတယ်။သူ့ရဲ့ဘဏ်ထဲမှာဒေါ်လာ420တန်းရှိတာပါလက်ရှိငွေစုနှုန်းကလည်းကံကောင်းတဲ့လမှာ
$40လောက်စုဆောင်းနိုင်တာပါ။ဒါလောက်ငွေပမာဏကိုရဖို့အတွက်အချိန်6နှစ်လောက်စုရပါလိမ့်မယ်။သူရဲ့အမေကအချိန်6နှစ်လောက်စောင့်နေနိုင်မှာမဟုတ်ပါဘူး။ Alex ကဈေးရုံရဲ့ရှောက်လမ်းမှာအချိန်အကြာကြီးထိုင်ပြီးတော့မှတခြားမိသားစုတွေသွားလိုက်လာလိုက်လုံနေတာကိုကြည့်နေခဲ့ပါတယ်။တချို့ကလည်းစိုးရိမ်နေကြသလိုတချို့ကလည်းစိတ်အေးနေကြတဲ့ပုံမှာဒါပေမဲ့သူတို့အားလုံးကဒီဈေးရုံမှာကုသဖို့အတွက်တတ်နိုင်ကြပါတယ်။ဒီအချိန်မှာပဲသူ့ရဲ့စိတ်ထဲမှာအတွေးတစ်ခုရသွားခဲ့ပါတယ်။ဒီနှစ်တွေအားလုံးမှာသူ့ကိုယ်သူပြောနေခဲ့တာကဆင်းရဲစွာနေထိုင်ခြင်းကအန္တရာယ်ကင်းတယ်ဆိုတာပါပဲ။ဒါပေမဲ့ဒါကအန္တရာယ်ကင်းတာမဟုတ်ဘဲနဲ့အကြောက်တရားကိုရင်ဆိုင်တာထက်ပိုပြီးတော့မှလွယ်ကူတာကြောင့်ပါ။အခုတော့သူ့ရဲ့အကြောက်တရားအတွက်သူ့အမိကပေးဆက်နေရပါပြီ။သူ့ရဲ့လက်ကိုသူပြန်ကြည့်မိခဲ့တယ်။ဒီလက်တွေနဲ့ပဲကျွမ်းကျင်မှုအသက်တွေကိုသင်ယူဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့တယ်။အန္တရာယ်များလို့ဆိုပြီးတော့အခွင့်အလမ်းတွေကိုဆုံးရှုံးစေခဲ့တယ်။ဒီလိုလုပ်ရက်တွေကပဲဒုတက်မှုအစားတက်တာမှုတွေကိုအချိန်နဲ့အမျှတိုးပွားလာစေခဲ့တယ်။ဒါကြောင့်ပဲကိုယ့်အမိကိုယ်တော်ကိုမကယ်နိုင်ဘူးဆိုရင်အန္တရာယ်ကင်းအောင်နေလို့ဘာအကျိုးရှိမှလဲလို့မေးခဲ့ပါတယ်။နောက်တစ်နေ့မှာပဲ Alex ကသူတခါမှမလုပ်ဘူးတာတခုကိုလုပ်ခဲ့ပါတယ်။သူက Mr. Navarro ကိုသွားတွေ့ခဲ့ပါတယ်။ Mr. Navarro ဆိုတာကရွာထဲမှာသိငယ်ပြီးမြဲအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။သူရဲ့လောက်ကကုန်ပစ္စည်းတွေကိုသွင်းတယ်၊ရောင်းတယ်စသဖြင့်ကုန်ရောင်းကုန်ဝယ်လုပ်ငန်းတစ်ခုပါ။သူကမချမ်းသာပြီးမြဲလူဒန်းစီတော့နေနိုင်ပါတယ်။ဒါပေမဲ့သူ့ကိုဆိုရင် Alex ကအမြဲတမ်းရှောင်နေလိမ့်ရှိပါတယ်။ဒီလိုလုပ်လို့ Mr. Navarro ကအကျင့်မကောင်းလို့မဟုတ်ပဲနဲ့သူရဲ့အောင်မြင်မှုက Alex ရဲ့တုံဆိုင်မှုကိုသတိပေးနေတယ်လို့ဖြစ်စေတာကြောင့်ပါ။ဒါပေမဲ့အခုတော့ Alex ကမာနကြီးနေဖို့အချိန်မရှိပါဘူး။သူကအကူအညီလိုနေခဲ့ပါတယ်။ချမ်းသာတဲ့ဆရာတယောက်ရဲ့ဉာဏ်ပညာ Mr. Navarro ကတကားကိုဖွင့်လိုက်တဲ့အချိန်မှာမော်ဘန်နွမ်းနေနေတဲ့ Alex ကတကားဝမှာရပ်နေခဲ့တာကိုတွေ့လိုက်ရပါတယ်။သူကမေးဖို့အများကြီးမမေးခဲ့ပါဘူး။သူပြောခဲ့တာကဝင်လာခဲ့ပါထိုင်ပါဘာတွေဖြစ်နေတာလဲဆိုတာပါပဲ။ဒါနဲ့ပဲ Alex ကခွဲစိတ်ကုသရမယ့်အကြောင်းကြီးသူ့မှာမရှိတဲ့ပတ်စံတွေနှစ်ပေါင်းများစွာသူသေးဆောင်ခဲ့ရတဲ့အကြောက်တရားတွေအကုန်လုံးကိုရှင်းပြခဲ့ပါတယ်။ဒီနောက်မှာတော့အတန်းတုံကြီးစွာနဲ့ပဲကျွန်တော်ကိုပတ်စံချင်းနိုင်မလားကျွန်တော်တေချာပေါက်ပြန်ဆက်ပါမယ်လို့မေးခဲ့ပါတယ်ပြီးတော့လည်းဘယ်လောက်မြန်မြန်ဆက်နိုင်မလဲဆိုတာတော့မသိပေမဲ့တေချာပေါက်ပြန်ဆက်ပါမယ်လို့ပြောခဲ့ပါတယ်မစ္စတာနာဗာရိုကတခဏလောက်တော့တိတ်ဆိတ်နေခဲ့ပြီကျွန်တော်မင်းကိုကူညီမယ်ဒါပေမဲ့မင်းတွေးနေတယ်လို့တော့မဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်အဲလက်စ်ကနည်းနည်းတော့ခေါင်းရှုပ်သွားခဲ့ပါတယ်မစ္စတာနာဗာရိုဆက်ပြောခဲ့တာကကျွန်တော်မင်းကို$3000ချီးပေးလိုက်နိုင်တယ်မင်းရဲ့အမိကလည်းခွဲစိတ်မှုကိုလုပ်နိုင်သွားလိမ့်မယ်ပြီးရင်မင်းကလည်းနောက်ထပ်နှစ်အနည်းငယ်လောက်ပင်မတကြီးအလုပ်လုပ်ပြီးတော့ကျွန်တော်ရဲ့ပတ်စံကိုပြန်ပြီးတော့ပေးဆက်နိုင်ဖို့အတွက်ကြိုးစားလိမ့်မယ်ဒါတွေအားလုံးပြီးသွားရင်ဘာဆက်ဖြစ်မှာတော့နောက်ထပ်ရေးပေါ်ကိစ္စတခုနဲ့ကြုံလာခဲ့ရင်မင်းကကျွန်တော်စီကိုပြန်ရောက်လာမှာပဲဒီလိုပြောပြီးတော့သူကရှေ့ကိုကိုင်းကြည့်လာခဲ့ပြီးသူဆက်ပြောတာကဒါကမဟုတ်ဘူးဆိုရင်ကျွန်တော်မင်းကိုပတ်စံကြီးမယ်အတိုးလည်းမယူဘူးမင်းပြန်ပေးနိုင်တဲ့အချိန်မှပြန်ပေးလို့လည်းရတယ်ဒါပေမဲ့မင်းရဲ့အမေပြန်ကောင်းလာဖို့အချိန်ယူနေတော့ဝင်ငွေလမ်းကြောင်းတစ်ခုကိုဘယ်လိုမျိုးတိစောက်ရမလဲဆိုတာကျွန်တော်သင်ပေးမယ်တစ်ချိန်တစ်ခါပဲရမယ်ပတ်စံအစုတွေကိုပြောတာမဟုတ်ဘူးစစ်မှန်ပြီးတော့ပုံမှန်ရရှိနေမဲ့ဝင်ငွေလမ်းကြောင်းကိုပြောနေတာအဲလက်စ်ကအံ့ဩသွားပြီးတော့တကယ်ဒီလိုလုပ်ပေးမှလားလို့ပြန်မေးခဲ့ပါတယ်ချိန်ဒီတစ်ခုတော့ရှိတယ်မစ္စတာနာဗာရိုကပြန်ပြောခဲ့ပါတယ်မင်းကအမှန်တကယ်နားထောင်မှရမယ်ပြောသမျှကွန်ကိုနားထောင်သွားပြီးတော့အရင်တိုင်းအန်ရဲ့ပြင်းတယ်လို့မျိုးပြန်နေလို့မရဘူးတကယ်လို့ကျွန်တော်ကလည်းမင်းကိုသင်ပေးဖို့အချိန်တွေကိုရင်းနှီးထားရမယ်ဆိုရင်မင်းကလည်းခွန်အားစိုက်ထုတ်ပြီးတော့တေချာသင်ယူနိုင်ရမယ်သဘောတူလားလို့မေးမြန်းတဲ့အခါအဲလက်စ်ကချက်ချင်းကိုပဲခေါင်းငိမ့်ခဲ့ပါတယ်ဒီလိုသဘောတူညီပြီးတဲ့အခါမစ္စတာနာဗာရိုကမတ်တက်ရက်ပြီးတော့ဗနေပေါစီကိုလမ်းလျှောက်သွားခဲ့ပါတယ်ပြီးတော့သူ့ရဲ့ခြံဝန်းထဲကတရက်ပင်နှစ်ပင်ကိုလက်ညှိုးထိုးပြပြီးတော့ဟိုပင်နှစ်ပင်ကိုမြင်လားလို့မေးပါတယ်ဒီရက်ပင်တွေကိုတစ်နှစ်ထဲမှာပဲစိုက်ပျိုးခဲ့တာတူညီတဲ့မြေကြီးမြေရောင်ကြီးရေကိုလည်းအတူတူပဲလောင်းပေးခဲ့ပြီးမြဲအပင်တစ်ပင်ကတော့ကျမ်းမာတန်ဆွမ်းနေသလောက်နောက်တစ်ပင်ကတော့သေးငင်နေပြီးရုန်းကန်နေရတယ်ဘာလို့ဒီလိုအခြေအနေဖြစ်နေရတယ်လဲဆိုတာကိုသိသလားလို့မစ္စတာနာဗာရိုကမေးခဲ့ပါတယ်အဲလက်စ်ကမသိဘူးဆိုတာကိုခေါင်းခါပြတော့ဘာကြောင့်လဲဆိုရင်ကျွန်တော်ကကြီးထွားခွင့်ပေးထားတာကိုလို့ပြန်ဖြေခဲ့ပါတယ်အရန်ကြီးကြီးသွားမှကိုကြောက်ပြီးတော့အကိုင်းကတ်ဒီကိုဖျက်တောက်ပြစ်တာမျိုးမလုပ်ခဲ့ဘူးအမြင့်တွေကိုလည်းကောင်းစွာရှင်သန်စေခဲ့တယ်လို့တေချာလဲမျောစာကျွေးခဲ့တယ်ဒါကြောင့်ကျမ်းမာတဲ့အပင်ကအခုဆိုရင်နေ့စဉ်ကျွန်တော်ကိုတရက်သီးတွေပေးနေပြီလို့မစ္စတာနာဗာရိုကပြောခဲ့ပါတယ်
နောက်တစ်ချိန်ရှင်သန်ဖို့ရုန်းကန်နေရတဲ့အပင်ကိုထပ်ပြီးတော့လက်ညှိုးထိုးပြခဲ့တယ်ဒီတပင်ကိုတော့ကျွန်တော်ကဖြတ်ပြီးရင်ဖြတ်နေခဲ့တယ်ဒီအပင်နဲ့ပတ်သက်ပြီးကျွန်တော်မှတာဝန်ရှိတယ်လို့ထင်နေခဲ့တယ်ဒါကြောင့်ထင်းချုံမှုအောက်မှာပဲအမြဲထားခဲ့တယ်ဒါကြောင့်လည်းခုဆိုရင်ဒီအပင်ကဘာကူမှမသီးပေးနိုင်တော့ဘူးလို့ပြောပြီးတော့မစ္စတာနာဗာရိုက LS ကိုပြန်ကြည့်ခဲ့ပါတယ်မင်းကကိုဖြတ်တောက်လာခဲ့တာအချိန်ကြာခဲ့ပြီကိုအနေရကင်းတဲ့နေရာမှာလို့ထင်နေခဲ့ပြီမင်းကအနေရကင်းနေတာမဟုတ်ဘူးဒီအတိုင်းသေးကွေးနေခဲ့တာပြီးတော့သေးကွေးမှုကမင်းကိုဘဝရဲ့ပြဿနာတွေကနေကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒီပြဿနာတွေပေါ်လာတဲ့အချိန်မှာဒီသေးကွေးမှုကမင်းကိုစွမ်းအားမရှိသလိုဖြစ်စေပါလိမ့်မယ်စကားလုံးတွေကတော်တော်လေးကိုထိရောက်ခဲ့ပါတယ်ဆက်ပြီးတော့နာဗာရိုကပဲမင်းကိုတခြားလူတွေပြောမှမဟုတ်တဲ့ငွေရဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်လို့ဆိုပါတယ်ငွေဆိုတာကောင်းတာလည်းမဟုတ်ဆိုးတာလည်းမဟုတ်ပါဘူးကရိယာတစ်ခုပါဒါတစ်ချောင်းကဟင်းဒီဟင်းရွက်တွေကိုလိဖြတ်နိုင်တယ်လို့တခြားလူတွေကိုလည်းဒုက္ခပေးနိုင်ပါတယ်ဒါပေမဲ့ဒါကိုဓာတ်ကဆုံးဖြတ်တာမဟုတ်ပါဘူးဓာတ်ကိုကင်ထားတဲ့လူကဆုံးဖြတ်တာပါနောက်ပြီးတော့ခဏနားပြီးဆက်ပြောခဲ့တယ်လွန်ခဲ့တဲ့အနှစ်20လောက်ကကျွန်တော်ရဲ့အဖေကလည်းခွဲစိတ်ကုသမှုလုပ်ဖို့လိုအပ်ခဲ့တယ်အဲဒီတုန်းကငါမှလည်းပတ်စံမရှိခဲ့ဘူးဒါနဲ့ပဲငွေလိုချီးတဲ့လူတွေစီကနေပတ်စံချီးခဲ့ရပြီးတော့နှစ်ပေါင်းများစွာမြင့်မားလုံးတဲ့အတိုးတွေကိုပေးဆက်ခဲ့ရတယ်ဒီအချိန်ကနေစပြီးတော့ဒီလိုမျိုးဘယ်တော့မှမလုပ်တော့ဘူးလို့ဆုံးဖြတ်ချက်ချခဲ့ပြီးတော့စီးပွားရေးအကြောင်းကိုစပြီးလေ့လာခဲ့တယ်ဒါပေမဲ့အလုံးမပြည့်ခင်2ချိန်လောက်အရင်ကြာဆုံးခဲ့တယ်ဒါပေမဲ့ကျွန်တော်ဆက်ပြီးတော့သွားခဲ့တယ်ဒီလိုပြောပြီးတော့မစ္စတာနာဗာရိုကလက်ဟန်နဲ့သူ့ရဲ့အိမ်ကိုပြသခဲ့ပါတယ်ကျွန်တော်ကမချမ်းသာပါဘူးဒါပေမဲ့မနစ်ကမင်းရဲ့အိမ်နီးချင်းရဲ့သမီးလေးကိုကောလိပ်သွားနိုင်အောင်ထောက်ပံ့ပေးနိုင်ခဲ့တယ်ကျွန်တော်က Mrs. Rees ရဲ့အမျိုးသားနေမကောင်းဖြစ်တုန်းကသူ့အတွက်စေယုံစီပေးနိုင်ခဲ့တယ်ဒီလိုလုပ်ပေးနေတာကျွန်တော်ကထူးခြားနေလို့မဟုတ်ဘူးချမ်းသာလာမှကိုကြောက်ရွံ့နေတဲ့စိတ်ကိုရပ်တန့်နိုင်ခဲ့လို့ပဲသူက LS ကိုတဲ့ပဲကြည့်ပြီးတော့မင်းကိုမေးချင်တာကမင်းပတ်စံလိုချင်သလားလို့မဟုတ်ဘဲနဲ့ဒီပတ်စံတွေရလာရင်ဘာလုပ်မလဲဆိုတာပဲရေချက်ဖြင့်ချမ်းသာကြွယ်ဝမှုကိုတိဆောက်ခြင်းနှစ်ပတ်လောက်ကြာပြီးတဲ့နောက်မှာ LS ရဲ့အမိကဆေးရုံမှာခွဲစိတ်ကုသနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပြန်ကောင်းလာဖို့အတွက်တပြေးပြေးချင်းအချိန်ယူနေဒီမှာ LS ကလည်းစတင်သိမ်းယူခဲ့ပါတယ်မစ္စတာနာဗာရိုကနူးညံ့စွာနဲ့သင်မပေးခဲ့တယ်လို့နဝင်ချိုစင်းမဲ့စကားတွေကိုလည်းမပြောခဲ့ပါဘူးဝင်ငွေပို့ပြီးတော့လိုချင်နေဆိုရင်လူတွေမှာရှိနေတဲ့ပြဿနာကိုဖြေရှင်းပေးရပါမယ်ဒီလိုဖြေရှင်းတာမှာတခြားလူတွေထက်ပို့ပြီးတော့မှသားလွန်ကောင်းမွန်တဲ့နီလန်းတွေနဲ့ဖြေရှင်းပါသိတော်တဲ့ဈေးတစ်ခုကိုရယူပါဒါပါပဲဒီလိုနဲ့ LS ကသူ့ရဲ့ဘေးပတ်ဝန်းကျင်ကိုသတိထားကြည့်ခဲ့ပါတယ်ဒီအချိန်မှာပဲမိဘတွေကသူတို့ရဲ့ကလေးတွေကိုအင်္ဂလိပ်စာသင်ယူစေချင်တာကိုသတိထားမိခဲ့ပါတယ်ဒါပေမဲ့သူတို့အတွက်မြို့တွေကဈေးကြီးတဲ့ဆရာတွေကိုခေါ်ယူဖို့မတက်နိုင်ခဲ့ကြပါဘူးအများစုသောမိသားစုတွေကဒီလိုမျိုးလှုပ်ဆောင်နိုင်စွမ်းမရှိခဲ့ပါဘူးဒီလိုနဲ့ပဲ LS ကပိတ်ရက်အင်္ဂလိပ်စာသင်တန်းဖွင့်ဖို့အတွက်အကြံတစ်ခုရရှိခဲ့ပါတယ်ဒီသင်တန်းမှာသိငယ်တဲ့စာချက်ဝိုင်းလေးတွေကိုပဲခေါ်ယူသလိုဈေးလည်းတက်တာစေခဲ့ပါတယ်ပထမဆုံးချိန်မှာကလေးလေးယောက်နဲ့စတင်ခဲ့ပြီးတော့တယောက်ကို$30ကောက်ခံခဲ့ပါတယ်ဒါတစ်လကို$120ဝင်ငွေရရှိခဲ့တာပါဒါကကြီးမားတဲ့ငွေပမာဏမဟုတ်ဘူးနဲ့ပတ်စံကပတ်စံပါပဲစတင်လောက်ကစားလာပိုင်းအနည်းငယ်ကတော့အတော်လေးကိုခက်ခဲခဲ့ပါတယ်သင်ယုံညွန့်တွေကိုအစီအစဉ်ချရတာကအချိန်ကြာကြီးကြာခဲ့ပါတယ်တချို့သောမိဘတွေက LS ကိုစာတင်ဖို့အတွက်အရေးချင်းရှိရလားလို့တန်တရားဝင်ခဲ့ပါတယ် LS ကိုယ်တိုင်ကလည်းသူ့ကိုယ်သူယုံကြည်မှုအပြည့်မရှိခဲ့ပါဘူး3လကြာမှာတော့ LS တက်ပို့ပြီးတော့မှဈေးသက်သာတဲ့သင်တန်းကိုတွေ့ခဲ့တာကြောင့်ကျောင်းသားတစ်ယောက်ကထွက်သွားခဲ့ပါတယ်ဒါကြောင့်မို့လို့ LS ကကြောက်လန့်သွားခဲ့ပြီးမစ္စတာနာဗာရိုစီကိုအပြေးသွားခဲ့ပါတယ်ကျွန်တော်ရဲ့ဈေးကိုရှော့ချတင်လားလို့လည်းမေးမြန်းခဲ့ပါတယ်မစ္စတာနာဗာရိုကလည်းသူ့ကိုကြည့်ပြီးတော့တခြားသောကလေးတွေကရောအဆင်ပြေနေသလားလို့မေးပါတယ်ဟုတ်ကဲ့သူတို့ကတော့တိုးတက်လာနေပါတယ်ဒါဆိုရင်မင်းရဲ့ဈေးကိုမလျှော့နဲ့မင်းရဲ့တင် जा မှုကိုပဲမြင့်တင်လိုက်ကိုအသုံးဝင်ပါစေဒီစကားကိုကြားပြီးတဲ့နောက် LS ကလည်းဒီတိုင်းဆောင်ရွက်ခဲ့ပါတယ်သူကအလုပ်လဲပို့ပြီးစူးစမ်းလာခဲ့တယ်လို့သူရဲ့မိဘတွေစီကိုလည်းသူရဲ့အခြေအနေကိုပြောပြပေးနေခဲ့ပါတယ်ငွေကိုလည်းပို့ပြီးတော့မှပို့ပြီးလာနိုင်ခဲ့ပါတယ်6လလောက်အကြာမှာတော့ကျောင်းသား9ယောက်လောက်ထပ်မံရောက်ရှိလာခဲ့ပြီး10လလောက်အကြာမှာကျောင်းသား9ယောက်ဖြစ်သွားပါပြီပထမတစ်နှစ်မှာကျောင်းသား15ယောက်ကိုရရှိခဲ့ပြီးတော့သူ့ကိုကူညီပြီးတော့စာသင်ပေးနိုင်ဖို့အတွက်ငွေချင်းတယောက်ကတော့အားကိုးအကူအညီတောင်းခဲ့ရပါတယ်မစ္စတာနာဗာရိုရဲ့အကျွေးကိုလည်းတစ်လကို$100လောက်ပြန်လည်ပေးဆက်နိုင်ခဲ့ပါတယ်အများဆုံးပြန်လည်မဆက်နိုင်ခဲ့ပြီးမြဲပုံမှန်လေးတော့ပေးနိုင်ခဲ့ပါတယ်ဒုတိယနှစ်မှာတော့ကျောင်းသား22ယောက်အထိဖြစ်လာခဲ့ပြီးလက်ရှိအချိန်မှာသင်တန်းကနာမည်လေးရလာခဲ့ပါပြီဒီနေ့မှာတော့ချမ်းသာတဲ့မိဘတစ်ယောက်ကသူ
သူ့ရဲ့ကလေးတွေကိုပို့ပြီးတော့မှဂရုစိုက်ပေးခဲ့မယ်ဆိုရင် LS ကိုပတ်စံနဲ့စပေးမယ်လို့ကမ်းလှမ်းလာခဲ့ပါတယ်။ဒါကအထူးအခွင့်အရေးတစ်ခုဖြစ်ပါတယ်။အရင်တုန်းက LX ဆိုရင်တော့ဒီပတ်စံတွေကိုမမောင်းမိမှာဖြစ်ပါတယ်။သူမှလည်းအကျွေးတွေရှိနေသေးပြီမဲ့လက်မခံနိုင်ဘူးလို့ပဲပြောခဲ့ပါတယ်။မျှတတဲ့လောကအတွက်မျှတတဲ့ငွေကြေးကိုပဲကျွန်တော်ယူပါတယ်။ဒီကံယူချက်ကဘယ်သူပဲလာမီးပါစေအတူတူပါပဲလို့ပြောခဲ့ပါတယ်။ဒီကမိဘလောက်တဲ့သူကသူ့ကိုလေးစားသွားခဲ့ပြီးတော့ဒီအကြောင်းကိုလည်းတခြားလူတွေကသိသွားခဲ့ပါတယ်။အခုချိန်မှာတော့ LS ကဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်ဖြစ်သွားပါပြီ။ဒီဖုန်းကုန်မှုပြီး၄နှစ်ကြာပြီးတဲ့နောက်မှာ LS က Mr. Navarro ရဲ့အိမ်တကားရှိကို site အိတ်နဲ့အတူရောက်လာခဲ့ပါတယ်။ site ထဲမှာကဒေါ်လာ3000ရှိနေခဲ့ပြီးသူတင်ထားတဲ့အကျွေးတွေကိုအပြတ်ပြန်ချေနိုင်ခဲ့တဲ့ပြင်အပုံငွေ1000ကိုပါထည့်ထားခဲ့တာဖြစ်ပါတယ်။ Mr. Navarro ကအပူထည့်ထားတဲ့ပတ်စံကိုတွေ့တဲ့အခါမျက်လုံးကိုပင့်ပြီးတော့ဒါကဘာလဲလို့ပြန်မေးခဲ့ပါတယ်။နောက်လူတစ်ယောက်အတွက်ပါလို့ LS ကပြန်ဖြေခဲ့ပါတယ်။တစုံတစ်ယောက်ကတင့်ကိုအရင်ကကူညီခဲ့မှာပါ။သင်ကလည်းကျွန်တော်ကိုကူညီခဲ့တယ်။အခုချိန်မှာတော့ကျွန်တော်ကပြန်ပြီးတော့ကူညီရမယ့်အလှည့်ပါ။ဒီလိုကြားလိုက်ရတဲ့အခါ Mr. Navarro ကပြုံးသွားခဲ့ပါတယ်။ကြီးမားပြီး drama ဆန်တဲ့အချိန်ကာလမဟုတ်ပေ။တာမန်အခိုက်အတန့်လေးတစ်ခုစိတ်ကျဉ်မှုတစ်ခုသာဖြစ်ပါတယ်။ဖြစ်စေရမယ်လို့ပဲသူကမြင်သာစွာပြောခဲ့ပါတယ်။ LS ရဲ့အမေကလမ်းပြန်ရှောင်းနိုင်နေပါပြီ။သူရဲ့အင်္ဂလိပ်စာသင်တန်းကလည်းအတော်လေးကိုအဆင်ပြေနေခဲ့ပါတယ်။သူရဲ့ဘဝမှာပထမဆုံးအနေနဲ့စုဆောင်းငွေကိုလည်းရရှိခဲ့ပါတယ်။ဒါပေမဲ့အကြီးမားဆုံးသောအပြောင်းအလဲကတော့သူကမကြောက်တော့တာပါပဲ။ချမ်းသာမှုကိုတိဆောက်ခြင်းစစ်မှန်တဲ့ချမ်းသာမှုမှန်ကန်တဲ့တိဆောက်ရေးနည်းလမ်းတွေကလောဘကြီးတာမဟုတ်ဘူးဆိုတာကိုသူကသင်ယူခဲ့ရပါတယ်။အကူအညီလိုနေတဲ့အချိန်မှာကူညီပေးနိုင်ဖို့အတွက်တာဝန်ယူခြင်းပဲဖြစ်ပါတယ်။ဒီနေရာမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ပြောချင်တာတချို့ရှိပါတယ်။ကျွန်တော်တို့အများစုကကျွန်တော်တို့ရွေးချယ်ထားတာမဟုတ်တဲ့ယုံကြည်မှုတွေကိုလက်ကင်ထားကြပါတယ်။ဒီယုံကြည်မှုတွေကိုကျွန်တော်တို့ကမိဘတွေယဉ်ကျေးမှုထုံးစံတွေကျွန်တော်တို့ကလေးဘဝတုန်းကဘေးပတ်ဝန်းကျင်ကပြောသမျှတွေစီကနေလက်ခံရရှိထားတာပါ။ပတ်စံဆိုတာကမကောင်းမှုတွေအားလုံးရဲ့အစပဲ။ချမ်းသာတဲ့လူတွေကလောဘကြီးကြတယ်ပို့ပြီးတော့လိုချင်တယ်ဆိုတာကတကူအောင်ဆန္ဒပဲ။အစရှိသဖြင့်ဒီလိုမျိုးယုံကြည်ချက်တွေကဉာဏ်ပညာတစ်ခုလိုခံစားရပြီမြင်တခါတလေမှဒါတွေကအရေးကြုံထားတဲ့အကြောက်တရားတွေပဲဖြစ်ပါတယ်။ LS ကစင်းရဲနေလို့မြင့်မြတ်နေတာမဟုတ်ပါဘူး။သူကကြာရှုံးမှကိုကြောက်လန့်နေခဲ့တာ။အကဲခံရမှကိုကြောက်နေခဲ့တာ။သူ့စီမှာရှိတဲ့လက်ကျန်လုံးကြုံစိတ်ကိုဆုံးရှုံးသွားမှကိုကြောက်နေခဲ့တာပါ။ဒီအကြောက်တရားကသူ့ရဲ့မိခင်လမ်းမလျှောက်နိုင်တော့လောက်အောင်ကိုဖြစ်စေခဲ့တာပါ။သူ့တက်ပြောင်းလဲသွားတာတွေသင်ကိုလည်းပြောင်းလဲသွားစေနိုင်တာတွေကိုကျွန်တော်ပြောပြပါမယ်။ပတ်စံဆိုတာကကောင်းတာလည်းမဟုတ်သလိုဆိုးတယ်လို့လည်းပြောလို့မရပါဘူး။ဒီပတ်စံနဲ့ဘာလို့မလဲဆိုတာကအထူးအရေးကြီးပါတယ်။တင်ကိုယ်တိုင်ဘာမှလှုပ်ဆောင်နိုင်စက်မရှိဘဲနဲ့လူတွေကိုကူညီခြင်းလို့မရပါဘူး။ဘာမှမရှိတဲ့ရေကြရားတွေကနေရေကိုမြှည့်ထည့်နေလို့အဆင်ပြေတာမှမဟုတ်ပါဘူး။ချမ်းသာမှုကိုတိစောက်ခြင်းဆိုတာကလောဘကြီးတာမဟုတ်ပါဘူး။ကောင်းမွန်တဲ့အလုပ်တွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်လှုပ်ဆောင်နိုင်စွမ်းကိုတိစောက်တာပဲဖြစ်ပါတယ်။ပြီးတော့လည်းဟုတ်ပါတယ်။ဒါကကြောက်ဖို့ကောင်းပါတယ်။အသက်ဇန်တစ်ခုကိုစတင်လိုက်တာခြားရှုံးမှုနဲ့ရင်းပြီးတော့စွန့်စားရတာကိုအပြင်ထုတ်ပြီးရင်ဆိုင်ရတာဒါတွေအားလုံးကကြောက်စရာကြီးပါပဲ။ဒါပေမဲ့ဘာကပုတ်ပြီးကြောက်ဖို့ကောင်းတယ်ဆိုတာကိုသင်သိပါသလား။သင်ချစ်ရတဲ့လူတွေကအသင်ကိုရဲရင်စေခြင်းတဲ့အချိန်မှာသင်ကအနေကင်းစွာဖြတ်သန်းခဲ့တယ်ဆိုတာကိုသင်ဘဝရဲ့နောက်ဆုံးအချိန်ကိုရောက်မှသိလိုက်ရတာပါပဲ။ဒါကြောင့်မလို့မိတ်ဆွေတို့ကိုကျွန်တော်မေးပြရစီ။ငွေကြေးနဲ့ပတ်သက်ပြီးတော့ယုံကြည်ချက်လူမျိုးဖုံးကွယ်ထားတဲ့နောက်မှာမိတ်ဆွေတို့ရဲ့တကယ်အကြောက်တရားကဘာလဲ။ငါလိုလူတွေကမချမ်းသာနိုင်ဘူး။ငါမှစီးပွားရေးညံပါမလားဘူး။ပို့ပြီးတော့လိုချင်တယ်ဆိုတာကတကူကောင်းဆန်နေတာများလား။ဒီလိုအကြောင်းရင်းတွေကဘယ်တစ်ခုပဲဖြစ်ပါစေဒီယုံကြည်မှုကကိုယ့်ကိုကာကွယ်ပေးနေတာလားကန့်သက်ထားတာလားဆိုတာကိုကိုပြန်မေးစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ LS ကသူ့ရဲ့အကြောက်တရားကသူ့ကိုအနေကင်းစေတယ်လို့ယုံကြည်နေပြီးတော့နှစ်ပေါင်းများစွာကုန်ဆုံးခဲ့ပါတယ်။ဒါပေမဲ့ဒီအကြောက်တရားကသူ့ကိုသိငင်နေစေပြီးတော့ဒုတက်ဖို့ရွေးချယ်လိုက်တာနဲ့အရာအလုံးကပြောင်းလဲသွားခဲ့ပါတယ်။ညာရင်းချင်းပြောင်းလဲသွားတာမျိုးမော်ဆန်ဆန်လိုမျိုးပြောင်းလဲသွားတာမဟုတ်ဘဲနဲ့ဖြည်းဖြည်းနဲ့မှန်မှန်ပြောင်းလဲလာခဲ့တာပါ။တကယ်လို့ဒီနေ့ဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးဖြစ်စေခဲ့မယ်ဆိုရင် LS လိုမျိုးပိတ်မိနေတဲ့လူတွေစီကိုမျှဝေပေးပါငွေချင်းနဲ့ပတ်သက်တဲ့မိတ်ဆွေတို့ရဲ့အတွေ့အမြင်တွေကိုလည်း comment မှာခြံခဲ့ပါတင်းရဲ့အကြောက်တရားကတင်းရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးသွားတာမျိုးမဖြစ်ပါစေနဲ့မိတ်ဆွေကကိုထင်ထားတာထက်ပိုပြီးတော့မှလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အတွေ့အခေါ်နဲ့အမြင်တွေရစေဖို့စောင့်မြတ်ဖတ်ပါမဖတ်နိုင်ရင်မဖတ်အားရင် Webpower Audio Book application မှာနားထောင်ပါ application ကိုအခုပဲ download ချလိုက်ပါlink ကို comment မှာချပေးထားပါတယ်ခင်ဗျာ